အခုတင်ပြမယ့်သင်ခန်းစာကတော့ exploring the panel အကြောင်းဖြစ်ပါတယ် panel များအကြောင်းကိုလေ့လာခြင်းဖြစ်ပါတယ် Illustrator နှင့်တော့၎င်းဒါမှမဟုတ် Adobe အသုံးချ software အားလုံးဟာ၎င်းတို့မှာပါရှိတဲ့ tool တွေအားလုံးကိုအသုံးပြုပြီးရေးဆွဲရမှာဖြစ်ပါတယ်၎င်း tool တွေဟာဘယ်ချမ်းပိုင်းတွင်ထားရှိ၍ menu bar မှာတော့၎င်းတို့ရဲ့လှုပ်ဆောင်ချက်တွေကိုရေးချယ်ကလှုပ်ဆောင်သွားရမှာဖြစ်ပါတယ်ဘယ်အစွန်းမှာရှိနေတဲ့ panel တွေကတော့တခြားသတ်မှတ်ထားတဲ့လှုပ်ဆောင်ချက်မျိုးကိုလှုပ်ဆောင်ပေးမယ် panel တွေဖြစ်ပါတယ် Illustrator မှာ၎င်းတို့ရဲ့လှုပ်ဆောင်ချက်အမျိုးအစားခဏလိုက်ခွဲပြီးအုပ်စုလိုက်တနေရာစီချထားပြီးထားပါတယ်တချို့ panel တွေကိုအချိန်တိုင်းအလိုရှိနေမယ်တချို့ panel တွေကိုတစ်ခါတည်းမှအလိုရှိနေလိမ့်မယ်တချို့ panel တွေတင်တစ်ခါမှအသုံးမပြုတဲ့အခါလည်းရှိနေမယ်အဲ့ဒီ panel တွေကိုအလိုရှိတဲ့အခါတွင်အလွယ်တကူခေါ်သုံးနိုင်မှုအတွက်စနစ်တကျဖွဲ့စည်း၍ဆက်သွယ်ပေးထားပါတယ်၎င်း panel အားလုံးရှိနေတဲ့နေရာကိုသိပြီဆိုရင်လိုအပ်တာတွေကိုပဲခေါ်ထားပြီးကျန်တာတွေကိုသူ့နေရာနဲ့သူထားမယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်မိမိတကယ်အလုပ်လုပ်မဲ့ကိစ္စအတွက်အလိုရှိတဲ့ panel တွေကိုအနားမှာထားပြီးအလုပ်လုပ်ဖို့ဆိုလိုပါတယ်ဒီကဏ္ဍဟာ Illustrator မှာပါတဲ့ panel တွေကိုဘယ်လိုအသုံးပြုမလဲဆိုတာကိုတင်ပြမှာဖြစ်ပါတယ်ဥပမာမိမိလုပ်မဲ့လုပ်ငန်းဖြစ်တဲ့ web document ကိုရေးချလိုက်သည်ဆိုပါစို့၎င်း document တဲသို့လည်းအရှေ့ပိုင်းကပြောရတဲ့အတိုင်းဖြည့်ဆက်တင်တာကိုဖြည့်ဆက်ပြီးရင် blank document ပေါ်လာပြီး၎င်း document ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာကျတော့ icon နဲ့သာပြထားတဲ့ panel တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်၎င်းရဲ့ထိပ်ဆုံးမှာ degree အရောင်နဲ့နဘေးစွန်းအဖြူရောင် arrow ကိုတွေ့မြင်ရမှာဖြစ်ပါတယ် degree အရောင်ကိုကလစ်ခေါက်လိုက်ရင် panel တွေဟာပြင်လင်ချုပ်သွားပြီးသိမ်းဆည်းထားလိမ့်မယ်၎င်း panel ရှိ icon ပေါ်သို့ကာဆာကိုအသားလေးတင်ကြည့်ရင်မိသည့် icon ဖြစ်သည်ကိုစာပစ်ဖော်ပြလိမ့်မယ်ဒါကတစ်ခုချင်းစီပေါ်ကာဆာတင်ပြီးသိရနည်းဖြစ်ပါတယ်နောက်တစ်မျိုးက၎င်းရဲ့ panel ရဲ့ဘယ်ဘက်အစွန်းရှိအနားမြင့်ပေါ်သို့ကာဆာတင်ကြည့်ရင် double arrow ဖြစ်သွားပြီတို့ရကဘယ်ဘက်သို့ click and drag လုပ်သွားပြီဆိုရင် icon အသီးသီးရဲ့အမည်တွေကိုတစ်ပြိုင်နက်တည်းတွေ့မြင်ရမှာဖြစ်ပါတယ်၎င်းနားစွန်းကိုပြန်လည် click and drag လုပ်ပြီးညာဘက်သို့ရွှေ့လိုက်ရင်သိမ်းဆည်းပြီးသားဖြစ်သွားမယ်အခုထောက်ပြသွားတဲ့ degree နေရာမှာ panel တွေကိုထားတဲ့နေရာဖြစ်ပါတယ် dark လို့ခေါ်ပါတယ်၎င်း dark ထဲမှာ panel တွေကို group ဖွဲ့ပြီးသိမ်းဆည်းထားပါတယ်ဒါဆိုရင် panel တွေကို group ဖွဲ့ခြင်းကိစ္စကိုလေ့လာကြည့်ကြရအောင်ဒီမှာ add ပုံနဲ့ layer panel တွေဟာ group တစ်ခုနဲ့ဖွဲ့စည်းထားတာကိုတွေ့မြင်ရမယ်အဲ့ဒါလိုပဲ graphic style နဲ့ appearance တို့ဟာ group တစ်ခုနဲ့ဖွဲ့စည်းတာကိုတွေ့မြင်ရမယ်တင်ကိုယ်တိုင်လည်း၎င်း group တွေကိုအလိုရှိတဲ့နေရာမှာစီထားရထားနိုင်ပါတယ်၎င်း group တွေရဲ့အထက်ဆုံးမှာဖောင်းကြွနေတဲ့ line တစ်ခုကိုတွေ့ရပါမယ်၎င်း line bar ကိုကာဆာဖြင့်ရွှေ့ထားပြီးလိုတဲ့နေရာမှာချလိုက်ပါဒါမှမဟုတ် group တွေက icon ကိုလည်းကာဆာဖြင့်အခြား group တွေသို့ထည့်ခြင်းဒါမှမဟုတ်တိကျအဖြစ် dark ထဲမှာတင်ဆက်ခြင်းမျိုးကိုလုပ်လို့ရပါတယ်အကယ်၍ dark တစ်ခုလုံးကို degree အရောင်မှာထောက်ပြီးကလစ်ခောက်၍ချဲ့ကြည့်လိုက်ပါ panel တွေဟာ၎င်းတို့ရဲ့အမည်တွေကို tab တွေနဲ့ပြထားတာတွေ့ရပါမယ်ဒီမှာက switches brushes symbol စတာတွေပဲ panel ထဲမှာပါဝင်တဲ့အရာတွေအကုန်ပြသထားတာတွေ့မြင်ရမယ်လိုတဲ့ panel တွေကိုအသုံးပြုဖို့ဆိုရင် tab နေရာကိုကလစ်ခောက်ပါအကယ်၍၎င်းတက်တွေကိုဘယ်ညာအစီအစဉ်ကိုရှယ်ထားခြင်းနဲ့ဆိုရင်လည်း tab နေရာကို click and drag လုပ်ပြီးနေရာချပါ Illustrator ထဲမှာ tab တစ်ခုပဲဖန်တီးတိစောက်ထားတာမဟုတ်ပါဘူးတစ်ခုတည်းပို့သော tab တွေကိုဖန်တီးလို့ရပါတယ်ဥပမာအားဖြင့်ကျွန်တော်တို့လုပ်ငန်းအတွက်အသုံးပြုဖို့ panel များစွာကိုအသုံးပြုမယ်ဆိုရင်နောက်ထပ်တိုးမယ် tab တွေကိုလိုရှိသည်ဆိုပါစို့ဒါဆိုရင် window menu တွေကနေ align panel တစ်ခုကိုရွေးပြီးခေါ်ထုတ်လိုက်ကြရအောင်၎င်း panel မှာ transform နဲ့ pathfinder panel နဲ့ group ဖွဲ့စည်းထားပါတယ်ဒီ panel တွေကိုအမြဲသုံးမှုမရှိတော့လဲမကြာခဏအသုံးပြုတဲ့အတွက်သူတို့ကိုဒုတိယမြောက် dark တစ်ခုပန်ပြီးနေရာချထားမယ်အခုလက်ရှိကတော့သူတို့ဟာ floating panel ပေါ်မှာရှိနေသေးပါတယ်ဒုတိယမြောက် dark တစ်ခုတည်းသို့ထည့်သေးခြင်းနဲ့ဆိုရင် panel ရဲ့ text ဆိုတဲ့နေရာကနေ click and drag လုပ်ပါနဲ့အပေါ်မှာရှိတဲ့ degree bar ကနေ click and drag လုပ်ပြီးဖြည်းဖြည်းချင်းညာဘက်သို့ဆွဲကပ်လာရင်အပြာရောင် line တစ်ခုပေါ်လာပြီဆိုပါက mouse click ကိုလွှတ်လိုက်ပါထို့ကဒုတိယမြောက် dark ကိုဖန်တီးပြီး၎င်းနေရာမှာပဲနေရာချထားပြီးသားဖြစ်နေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်၎င်း panel ထဲမှာပါရှိတဲ့အဖြူရောင်များတွေကို click ခောက်ခြင်းဖြင့်တဆင့်ကျုံဝင်သွားမယ်တပံ၎င်း panel ရဲ့ဘယ်ဘက်အစွန်းရှိမြားကိုကာဆာတင် double arrow နဲ့ညာဘက်သို့ဆွဲပေးခြင်းဖြင့် icon ပြည့်ပေါ်ပြနေတဲ့ panel ကိုတွေ့မြင်ရမှာဖြစ်ပါတယ် Illustrator မှာ panel တစ်ခုကိုချဲ့ထားပြီးနောက် panel တစ်ခုကိုခြုံထားလို့ရပါတယ်ဤလုံးဆောင်ချက်ဖြင့်မိမိတို့ရဲ့ panel တွေကိုချဲ့ထားခြင်းချုပ်ထားခြင်းတို့ဖြင့်အလိုရှိသည့်အတိုင်းထားရှိနိုင်ပါတယ်ဘယ်ဘက်ရှိ tools panel တွေမှာလည်းဒီလိုပါပဲဒုတိယမြောက်
dat ကိုဖန်တီးလို့ရပါတယ်အကယ်၍ညာဘက်ရှိဒုတိယမြောက် dat ကိုဒီလိုဆွဲထုတ်လိုက်မယ်ဆိုရင် dat နေရာမှာအလိုလျောက်ပြောက်သွားပြီးပြန်လဲပြီးသိမ်းသွင်းလိုက်ရင်ဆိုရင်နော်သူ့နေရာနဲ့သူပေါ်လာပါမယ်ယခုဘယ်ဘက်ချမ်းကဒုတိယမြောက် dat ထဲက panel ကိုဘယ်ဘက်ရှိ tools panel ရဲ့ဘေး dat ထဲသို့ဆွဲသွင်းပြီးအသုံးပြုလို့ရပါတယ်ဆိုလိုတာက panel များကိုမိမိအားတန်ရာဘယ်ဘက်သို့မဟုတ်ညာဘက်ချမ်းအသီးသီးတို့၌လိုအပ်သလိုထား၍အသုံးပြုနိုင်တယ်ဆိုတာကိုသိစေချင်ပါတယ်သွင်းထားတဲ့ panel ကိုဘယ်ဘက် dat ထဲကထုတ်ပြီး flying panel ဘဝကိုရောက်ရှိစေမယ် tools panel နှစ်တန်းရှိတာကိုတစ်တန်းနဲ့ဖြစ်အောင်လုပ်မယ်ဆိုရင် panel ပေါ်ဆုံးရဲ့ထိပ်မှာမြားပြူအောင်ကိုကလစ်ခောက်ရပြုလုပ်နိုင်ပါတယ်တစ်ပန်ကလစ်ခောက်လိုက်ရင်နှစ်တန်းဖြစ်သွားမယ်တစ်တန်းနဲ့ဖြစ်သွားတဲ့အခါကျရင်တင်းအတွက်အလုံးလုံးဖို့နေရာအနှဲငယ်ကြံဖို့အတွက်မျှတာဖြစ်ပါတယ်တခါတည်းရန် panel တွေကိုမမြင်ရစေပဲရှင်းရှင်းလင်းလင်းဖြစ်ချင်တယ်ဆိုရင် panel တွေကိုယာယီထားပြီးအလုံးလုံးရပါတယ်လိုမထုတ်သုံးပြီးပြန်လည်ဝတ်ထားလို့လည်းရပါတယ်၎င်း panel တွေကိုယာယီဝတ်ထားခြင်းနဲ့ဆိုရင် tab ကိုနှိပ်လိုက်ရင် panel တွေအားလုံးဟာယာယီဝတ်ပြီးခြင်းကိုခံရမယ်အကယ်၍သင်ကအလိုရှိပြီဆိုရင်ဘယ်ဘက်အနာဆုံးရှိ degree bar ပေါ်သို့ကာဆာတင်လိုက်တာနဲ့ပေါ်လာပြီးလိုတာကိုရွေးချယ်ပြီးယူလိုက်ပါပြီးတော့ကာဆာကို၎င်းနှင့်ဝေးရသို့ရွှေ့သွားရင် panel ကလည်းသူ့လိုအထဲထဲသို့ပြန်ဝင်သွားပါလိမ့်မယ်ဤနည်းဖြင့်ဘယ်ဘက်ရှိညာဘက်ရှိ degree bar ပေါ်ကိုကာဆာတင်လိုက်ရင် panel များပေါ်လာပြီး၎င်းနှင့်ဝေးရစီသို့ကာဆာများကိုရွှေ့လိုက်ရင် panel တွေကအလိုလိုအထဲထဲသို့ပြန်လည်ဝင်သွားမှသိကြပါရဲ့အကယ်၍ panel တွေအားလုံးကိုပြန်လည်မြင်ခြင်းနဲ့ဆိုရင် tab key ကိုတစ်ချက်ပြန်နှိပ်လိုက်ပါအားလုံးပြန်ပေါ်လာပါလိမ့်မယ်အကယ်၍သင်က tools panel တစ်ခုကိုပဲမြင်ခြင်းနဲ့ဆိုပြီးကျန်တဲ့ panel တွေကိုဝှက်ထားစီရင် shift tab ကိုနှိပ်လိုက်ရင်ဝှက်ထားတဲ့ညာဘက်က panel တွေကိုခေါ်သုံးခြင်းရင်၎င်းကာဆာကိုဘယ်ဘက်ရှိ degree မြင်းတူကြီးပေါ်လာအောင်ကာဆာတင်ပြီးလိုရာကိုယူပြီးတော့ကာဆာကိုဝေးရသို့ရွှေ့လိုက်ရင် panel ထဲသို့ဝင်သွားပါမယ်ဝှက်ထားတဲ့ panel တွေပြန်လည်ပေါ်လာစေရင်တော့ shift tab ကိုနှိပ်ပြီးရင်မူလအတိုင်းအားလုံးပြန်ပေါ်လာပါလိမ့်မယ်အကယ်၍တင်းရဲ့ panel တွေအကြောင်းတစ်ခုခုရှားရေးမရတဲ့အခါကျရင် window menu ထဲသို့ဝင်ပြီး check mark ကိုလုပ်ခြင်းဖြင့်အားလုံးကိုပြန်ပေါ်လာပါလိမ့်မယ်၎င်း panel အားလုံးကိုပြန်လည်ပေါ်ခြင်းဝှက်ထားခြင်းအုပ်စုဖွဲ့ခြင်းစသည်တို့ကို၄-၅ ချိန်လုပ်ကြည့်ပါတင်းအတွက်အကျိုးအများကြီးရှိပါလိမ့်မယ်နောက်ပြီးတင်းအတွက်ဘယ် panel တွေကပို၍အသုံးတည့်မယ်ဆိုတာကိုနားလည်လာပါလိမ့်မယ်